နင်းစီနင်းစားပြောနင်ငါယူပါလားယင်တာရနာတဲ့သဘောမထားသမ်းမနဲ့မေသူကလည်း9လောက်ပေါင်းကြည့်မကောင်းပြန်ဘူးချမ်းသာတဲ့တထေးသားချမ်းသာတဲ့တထေးသားငါလည်းဘာလဲပြောနေမှမသိဘူးအခုပြန်လာတော့နေသမ်းမချမ်းသာတဲ့တထေးသားပါနင်ငါနဲ့သာနေဒီမှာညားလို့ကတော့ဒီမြေကြီးကိုချီမနေရဘူးနော်ဝတ်တုတ်တုတ်ပြီးတော့ထုံတန်းချီထားမှာမကြီးနဲ့တကယ်ပေါ်တာပါဒီမှာလောတထေးပါနော်ဆက်မှာ20မကြီးနဲ့အလကားပေါ်ဆက်မှာအပိုင်းနဲ့မူရမှာ7လုံးမန္တလေးမှာ7လုံးမကုန်းမှာ7လုံးမြင်းညာမှာ7လုံးရန်ကုန်မှာ7လုံးနော်အဲ့လိုပေါ်တဲ့စက်ဒီလှဲ့ကိုမကြည့်တာကိုယ့်ဟာမှမခွဲနဲ့နော်ဘာလို့လဲတကယ်ချမ်းသာတဲ့တထေးသားစဘာမှာတောင်းပုံရဖို့အမှနေငါ့ကိုယူစမ်းမှာမယူတော့ဘူးတလုံးစားလို့တောက်လို့မကုန်ဘူးအိမ်ရှိမှာဆိုရေတွင်းပြကြီးကတလုံးသိလားသူများတွေမှာမိုးခါမှာတွေ့တယ်မလားခောက်တိခန့်လာလေးတွေမဆောင်မြင်ဘူးလားမိုးပြတဲ့ကြီးကိုဒုတ်ချောက်ပေးမယ်ဒီလိုလဲလဲပင်ပင်သစ္စာရှိတာငါ့ကိုယူလိုက်စမ်းမှာရွာမှာအဖေကဓမ္မရွာမှာဆို90နဲ့ကိုယ်အိမ်မူနော်ယာယီမူမဟုတ်ဘူးတိန်ကသူနဲ့မတည့်ဘူးတိန်ကအဖေဩဇာအာဏာလည်းအရန်ရှိတာ20ရာစုမနည်းစီသူလက်ညှိုးထိုးရရေဖြစ်တယ်ငါအဖေကတကယ်ပေါ့တာဒီမှာအဖေနဲ့တွေ့လို့တော့တရွာလုံးပြမှောက်အဖေကအနှိမ့်တယ်အဲ့လိုဩဇာအာဏာလည်းရှိတယ်ဩဇာအာဏာရှိတာပါဓမ္မဟဲ့ဒီမှာဘာမှဆိုရင်လေအဖေကမျက်နှာဖုံးအယုတ်ကောင်းကလေးလောက်ရောင်းနေတာလည်းကားပေါ်တယ်ရည်စရာပေါ့ချမ်းသာတယ်တစ်သေးသားအဖေကိုဘယ်သူမှကြော်လို့မရဘူးဘယ်ကြော်လို့ရမလဲအဖေကမိသက်စင်ပေါ်တက်အိမ်နေတာလေဒီကြီးအောင်လို့ငါနင်းငါအဲ့ဒါအပြင်းပြေပြောနေငါအဖေကတကယ်ဩဇာအာဏာရှိတာသိလားတရွာလုံးဟဲ့ဘယ်အိမ်မှမိမထွန်းရတဲ့အိမ်မှမိမထွန်းရဘူးမီးပြန်လေတော့နေမှာမဟုတ်ဘူး။သူပြောတဲ့အချိန်ကနှိကင်းပဲကြီး။နေလိုက်တော့လိုက်တာပဲကန့်လာဖြစ်နေပြီလား။အဲ့ဒါနေငါယူမယူအောင်ကိုင်းညပြန်လာရင်ဘုံတွေစုမှာနော်။နင်းနဲ့ငါနေကဒီချင်းကအမတန်မှအဆင်ပြေတဲ့အချိန်လေးဟုတ်တယ်မလား။အိမ်တော်မူဖရားဒီဆဲမီစုပ်တို့ဤသုံးမျိုးချက်မပါပေါ်ကတက်မှာတောင်းဆိုတာလေ။မဟုတ်နောက်မရခက်တဲ့အရေးဘူးကောင်းတော့စင်ခန်းလင်းကောင်းတော့စန့်ဆိုတာလေ။ဟုတ်လင်းကောင်းတော့ဆန်ရတယ်။အရင်ရီးနေနင်းရီးတော့ငါအားတိတ်တယ်ဟာဗျာအဲ့ဒီမှာနင်းတို့ငါသာယူပါငါသာယူလိုက်တော့ဟာပြီလားငါနင်းတထေးသားမရပါဘူးဒီမှာချမ်းသာတဲ့တထေးသားမလို့ပြောတာပါငါအဖေဆိုရင်လေအဖေကအထက်ကမန္တလေးသားအမေကအောက်ကမုတ်လေးအယောက်တည်းအောက်ထက်ကလေအဖေနဲ့ညာပြီးငါ့ကိုမွေးတာတယောက်တည်းဒီကောင်ကျက်တယောက်တည်းငါလိုက်မယူနိုင်ပါဘူးမဟုတ်နိုင်ပါတယ်ပေါ့လေးပါလေချွေးလုံးနဲတာမဟုတ်ဘူးဒီကအဲ့နင်ငါ့ကိုယူနိုင်ဥလာတင်အောင်ကိုရပြန်လာရင်ဒီမှာတမျိုးဆိုဦးနင်မလာဘူးပြောဟာအဲ့ဒါအဲ့တော့ငါလည်းကြမ်းတယ်အဲ့တော့ဘယ်လိုခဏနေဦးဆိုနေငါ့ကိုနေတော့တကားလာခွင့်ငါဘာလို့မှာတော့ဟဲ့ငါကုန်းရမယ်နေအောင်မလို့ကုန်းပြီနေရဘာလို့မှာတော့အောင်မလို့လေဒီဆောင်နဲ့အောင်မယ်လို့ပြောအကိုကြီးမမြင်အောင်လို့လေမဆောင်တဲ့နေငါ့ကိုအုပ်မယ်အဲ့လိုပြောနော်အုပ်မယ်ဆိုတော့ဘာမှမသိဘူးဒီဘက်ကိုလာဘယ်လိုမေသူရဲ့ဒါပြီကိုကြီးပြင်မတဲ့လည်းနေရတဲ့တကားကိုဘာလို့ပိတ်ထားတော့အိမ်ထဲမှာလည်းတကားပြောတဲ့နဲ့ဆူညံနေဘာလို့လဲပြောတာညီမလေးကချင်းဆိုရင်အကကျင့်နေတာချင်းဆိုတာအကကျင့်နေတာကောင်းနေခိုင်းမလေးစူးစမ်းတော့ကိုယ်သဘောကျတယ်နော်အခုကကြာလုပ်တယ်လို့ပြင်မနေခိုင်းမလေးအတွက်ကိုကလုပ်တယ်များစူးစမ်းနေတာနော်ဒီဘာမှရှိပါဘူးအကိုကြီးရဲ့ညီမလေးရှင်ဒီနောက်လာကအဲ့ရပါကြီးတယ်ဆိုပါလေညီမလေးတကယ်ချင်းနိုင်ငံခြားပို့လိုက်တာညီမလေးတကယ်ချင်းနိုင်ငံခြားပို့တဲ့ဆိုဖာဒီဆိုဖာကလည်းထဲလဲနောက်မီလည်းမပါဘူးနောက်ဆုံးပို့လေကိုကြီးနောက်ဆုံးပို့ဆိုဖာကလည်းထိုင်အဲ့ဒါကိုကိုကြီးထိုင်ကြည့်မယ်ထိုင်ကြည့်လေကိုကြီးငါတက်တက်မှာဆိုဖာကလည်းထဲတစ်ခါမှထိုင်မကြည့်ဘူးဒီကောင်ကထိုင်ကြည့်လိုက်တယ်ဟုတ်ပြီထိုင်ပြီဟုတ်တယ်ဗျာဟာလေညီမလေးนี่กันหายาบอအတင်းဆောက်လုပ်လိုက်တယ်လို့ပဲစပလင်လေးကိုကြီးစပလင်ကောင်းလို့စပလင်ကောင်းလို့ထိုင်ကြည့်ရုံပဲဟုတ်တယ်ဗျာမလေးนี่စပလင်နဲ့တန်လိုက်လားဟုတ်
နိုင်ငံခြားကိုကိုကြီး ဟောနိုင်ငံခြားနောက်ဆုံးပေါ်စပလင်ဆိုတော့နာထိုင်ကြည့်လိုက်ဦးမယ်အေးဟာဒီကအမလေးမလေးနေကလည်းဟုတ်ပါဟုတ်သေးလားဟိုနောက်မှလုံးလေးနှလုံးပြထားတာရပါလေတော့ အဲ့ဒါရခလုတ်တယ် ခလုတ်တယ်ဘာလုပ်တဲ့ခလုတ်တယ် ဒီဘက်ကခလုတ်လေးကိုနှိမ့်လိုက်နေအရှိကိုသွားတယ် ဟောဒီဘက်ကခလုတ်ကိုနေလိုက်ရှေ့ကိုသွားတယ် ဟိုဘက်ကခလုတ်လေးကိုနှိမ့်နေအနောက်ကိုပြန်ဆုတ်သွားရော ဟိုဘက်ကခလုတ်ကိုနေနောက်ကိုဆုတ်သွားတယ် ဟုတ်တယ်အဲ့လို ဒီနောက်ကိုဆုတ်သွားငါစမ်းကြည့်မယ်ဒီလိုလာဒီဘက်ကခလုတ်ကလေးအရှေ့ကိုသွားတာ ဟုတ်ကဲ့ ဘက်ကခလုတ်ကနောက်ကိုလာတာ နောက်ကိုသွားရ စမ်းကြည့်လိုက်မယ်အရှေ့ကိုသွားတဲ့ခလုတ်နှိမ့်လိုက်မယ်အနောက်ကိုဆုတ်တဲ့ခလုတ်နှိမ့်လိုက်မယ်ဟုတ်မလားညီမလေးนี่ကလည်းဟဲ့အောင်နေဟာนี่ကလည်းဟဲ့အောင်နေတော်ခံစားလိုက်ရတယ်လို့นี่ကလည်းဟဲ့တော်ကျန်းနေအောင်နေထိုင်ရတာအကြောင်းကအဲ့ကလည်းထိုင်လေးရှိနေငါအပြင်းပြေးနေတာအရှိကိုသွားတဲ့ခလုတ်ကလေးကိုနှိမ့်လိုက်ရင်တောင်းတယ်ဗျာကလည်းဒါရီကအနောက်ကိုဆုတ်တဲ့ခလုတ်ကလေးကိုနှိမ့်လိုက်မယ်ရှေ့ကိုသွားတဲ့ခလုတ်ကလေးကိုနှိမ့်မယ်နောက်ကိုသွားတဲ့ခလုတ်ကိုနှိမ့်မယ်အရှိကိုနှိမ့်မယ်နောက်ကိုနှိမ့်မယ် မင်းကစားစရာများမှတ်နေ